မိုင်းအတေချာညံ့ပြီးကြိတ်ပြီးတော့ဟိုမှာလောမှာတခုပါဇက်ထဲမှာတခုညဟိုကတော့ထွက်လိုက်ဟိုနောက်ကတော့ထွက်လိုက်နောက်ကတော့ထွက်လိုက်စိတ်မစားဘူးရောဒီကောင်ကကြိတ်နေတာဒီလိုလဲမနေဘူးလေစမ်းဟိုဒီကောင်တော့ဘယ်လိုလဲစား အစားအကြီးဆုံးရောအချိန်လုံးစားရတယ်